တစ်ပါးတွေကကိုကိုအပြစ်ပြောလာတဲ့အခါကိုအကြောင်းတွေပြောလာတဲ့အခါအတင်းဖြင်းတွေပြောလာတဲ့အခါမဟုတ်တာတွေပြောနေရင်လည်းဟုတ်မှမဟုတ်တာဆိုပြီးပြုံးပြုံးလေးပဲနေလိုက်ပါဟုတ်တာတွေပြောလာရင်လည်းဟုတ်နေတာကိုဆိုပြီးပြုံးပြုံးလေးပဲနေလိုက်ပါဒါဟာပြီးခံလိုက်တာခန္တီပါရမီဖြည့်လိုက်တာပဲလေပါရမီပြည့်မပြည့်တော့မသိဘူးလောလောဆယ်ကိုယ်စိတ်ကလေးတွေအေးချမ်းသွားမှာအမှန်ပဲလူတွေကတော့မသိမချင်းပြောနေကြအောင်ပါလိဘဝရဲ့တန်ဖိုးဆိုတာဘယ်လောက်ရုပ်ချောတယ်ဘယ်လောက်ဥစ္စာပေါ်တယ်ဘယ်လောက်အသက်ရှိတယ်ဘယ်လောက်ချမ်းသာတယ်ဘယ်လောက်အချမ်းရံပေါ်တယ်ဘယ်လောက်ဂုဏ်တွေရှိတယ်ဘယ်လောက်အာဏာရှိတယ်ဆိုတာတွေရဲ့အပေါ်မှာမူတည်တာမဟုတ်ပါဘူးဘယ်လောက်ကောင်းမွန်စွာနေထိုင်တယ်လဲဘယ်လောက်စိတ်ကောင်းစိတ်ဓာတ်ရှိတယ်လဲဘယ်လောက်လောကကိုကောင်းကျိုးပြုတယ်လဲဆိုတာတွေရဲ့အပေါ်မှာပဲမူတည်ပါတယ်ရလာတဲ့ခဏတာဘဝတန်ဖိုးရှိအောင်နေထိုင်သွားဖို့လိုတာပေါ့နော်အရေးဆိုတာအေးချမ်းမှုကိုပေးတယ်။သဘာဝသစ်ပင်ရိပ်တောင်သူ့အောက်ကိုဝင်ရောက်ခိုလုံလိုက်တာနဲ့အေးချမ်းမှုကိုပေးတယ်။အပွင့်အသီးတွေမဝေးအပွင့်အသီးတွေနဲ့အကျိုးမပြုနိုင်ခဲ့ရင်တော့သူ့ရဲ့အရေးနဲ့အေးမြစေတယ်။ဆရာဆိုတာအသီးတွေအတတ်ပညာတွေအဆုံးအမတွေနေစရာထိုင်စရာဝတ်စရာစားစရာအဖျားဖျားအပြည့်အဝပေးတဲ့အပြင်သူ့ရဲ့ကြီးမားတဲ့မေတ္တာရိပ်ကရုဏာရိပ်ကြီးနဲ့ဖြတ်မိုးပေးထားတာလေ။နောက်ဆုံးဘာမှမပေးနိုင်တဲ့အခြေအနေရောက်တဲ့အထိအောင်ဆရာရှိနေသေးတယ်ဆိုတဲ့အသီးလေးနဲ့အေးချမ်းရတယ်လေ။တရားလေးလဲနေပြီးချောင်းလေးဟန့်နေသေးချောင်းတန်လေးကြားနေရသေးရင်တော့တပည့်တွေကိုအားရှိစေတာဆရာအရေးကတန်ဖိုးဖြတ်လို့မရတဲ့မေ့လို့မရတဲ့အရေးကြီးပါပဲ။ဒေါသဆိုတဲ့သဘောတရားကသူကိုယ်တိုင်လဲကြမ်းတမ်းနေသူနဲ့အတူရှင်တွဲတဲ့စိတ်ကိုလည်းကြမ်းတမ်းစေတတ်တဲ့သဘောရှိတယ်။ဉာဏ်သိမ့်မွေးတဲ့စိတ်ကလေးကသူနဲ့အတူရှင်တွဲလိုက်တာနဲ့ကြမ်းတမ်းသွားတော့တာပဲ။သူနဲ့ရှင်တွဲတဲ့စိတ်ဟာအမှားမှန်ကိုမဆုံးဖြတ်နိုင်ဘူး။သူကိုယ်တိုင်လည်းဒေါသကြောင့်ပျက်စီးသွားတယ်လို့သူတစ်ပါးတွေရဲ့ပျက်စီးကြောင်းတွေအချိန်ကြီးတွေးနေတတ်တယ်။သူနဲ့ရှင်တွဲတဲ့စိတ်ကြောင့်ပဲနှုတ်ထွက်စကားတွေကြမ်းတမ်းလာတတ်တယ်။ဆဲဆူစူပူအော်ဟစ်မှုအရေးမရအဖက်မရသူတစ်ပါးအတွင်းဖြင်းတွေပြောမှုကဲ့ရဲ့ရှုတ်ချမှုမဟုတ်မမှန်လှုပ်ကြမ်းဆွဆွဲမှုအပုတ်ချမှုဆိုတာတွေဖြစ်လာတတ်တယ်။ဒါတွေမကတမှုဖြတ်မှုခုံမှုထင်းမှုညှင်းဆဲမှုဥက္ခတ်မှုစတာတွေဖြစ်လာတတ်တယ်လေ။သူနဲ့ရှင်တွဲသူနဲ့အနီးအဆက်နေသည်မြဘယ်တော့မှအားကောင်းကျိုးမှမရနိုင်တာမို့သူနဲ့ဝေးဝေးနေတာအကောင်းဆုံးပါပဲလေ။အစားလျှော့နိုင်ရင်ရုပ်ခန္ဓာအကျန်းပါတယ်။အသွားတွေလျှော့နိုင်ရင်ခလုတ်တိုက်တာနေသွားတယ်။အပြောတွေလျှော့နိုင်ရင်အမှားနေသွားတယ်။အပြောတွေလျှော့နိုင်ရင်အပြတ်တွေနေသွားတယ်။လူကျင်နာတွေလျှော့နိုင်ရင်ရှိတာလေးနဲ့တင်းတင်းရောင်ရဲလာတတ်တယ်။တန်တရားတွေလျှော့နိုင်ရင်နေရတာကိုယုံကြည်မှုရှိလာတယ်။ပကံခြင်းစိတ်တွေလျှော့နိုင်ရင်မကျေနပ်လို့ရံဖြစ်တာတွေနေသွားတယ်။အားလုံးကိုလျှော့နိုင်ရင်ချမ်းသာတယ်။ဘဝဆိုတာလိုတောင်းပါတယ်။ပူနေတာတွေလျှော့ချပြီးလိုအပ်တာတွေဖြည့်ဆည်းနေဖို့လိုတယ်။တန်ត្រာအဆုံးမသက်နိုင်သေးပေမဲ့ကိုယ်ကံကြမ္မာကိုသာဆုံးဖြတ်ရတာမို့လျှော့ချနိုင်ရင်လေးနေတာတွေပေါ့သွားပြီးလမ်းလျှောက်ရတာခရီးပေါက်တာပေါ့ကွယ်ဘဝထဲမှာနေပြီးဒုက္ခတွေမတွေ့ပါရစေနဲ့လို့ဆုတောင်းလို့မရနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာကဒုက္ခဖြစ်နေလို့ပဲလေဒုက္ခနဲ့ကြုံတွေ့လာတဲ့အခါနားလည်မှုရှိပြီးခန္ဓာရည်ရှိဖို့သာအရေးကြီးတာနားလည်မှုဆိုတာပညာခန္ဓာရည်ဆိုတာခန္တီပညာရှိမှခန္တီရှိမှလေမကောင်းတာလုပ်ပြီးကြီးပွားနေသူတွေကိုမြင်ရလို့အကုသိုလ်ကိုအထင်မကြီးလိုက်ပါနဲ့အကုသိုလ်မှန်သမျှမကောင်းကျိုးပဲပေးမှာပါဘယ်တော့မှကောင်းကျိုးကိုမပေးပါဘူးအချိန်မကျသေးလို့ပါကောင်းတာလုပ်ပြီးစင်းရဲနေသူတွေကိုမြင်ရလို့ကုသိုလ်ကိုအထင်မသေးလိုက်ပါနဲ့ကုသိုလ်မှန်သမျှကောင်းကျိုးပဲပေးမှာပါဘယ်တော့မှမကောင်းကျိုးမပေးပါဘူးအချိန်မကျသေးလို့ပါဘဝမှာအစင်မပြေစရာတွေကြုံလာတိုင်းကုသိုလ်တွေပို့လုပ်ရမယ်ပို့အစင်မပြေရင်ပို့ပြီးကုသိုလ်တွေလုပ်ရမယ်လုံနေရင်းနဲ့အစင်မပြေပဲပို့ဆိုးလာရင်လည်းစိတ်ဓာတ်မကြပါနဲ့ယုံကြည်မှုအပြည့်နဲ့ဇွဲရှိနဲ့ဆက်ပြီးလုပ်ပါကုသိုလ်ကကိုယ့်ကိုစောင့်ရှောက်ပါပါကုသိုလ်ကိုလျှော့မတွက်ပါနဲ့ကုသိုလ်အားကြည့်ရင်အရာအလုံးကအစင်ပြေသွားမှာပါဘုရားဂုဏ်တော်တွေများများပွားပါမေတ္တာများများပို့ပါသစ္စာဆိုပြီးလူရာစုကိုတောင်းပါကောင်းမြတ်တဲ့ကုသိုလ်လုပ်ငန်းတွေနဲ့
ဘဝမှာပျော်အောင်ကြိုးစားနေုံမှတပါအခြားပျော်စရာမရှိဘူးလေလောက၌ယတနာအလုံးတို့တွင်ဘုရားယတနာသည်အမြတ်ဆုံးဖြစ်ပါ၏တရားယတနာသည်အမြတ်ဆုံးဖြစ်ပါ၏တန်ခါယတနာသည်အမြတ်ဆုံးဖြစ်ပါ၏ဤမှန်သောသစ္စာစကားကြောင့်တတ္တဝါအလုံးဘိယံခသိန်းငြိမ်းကြပါစေတည်းဆိုရင်ခသိန်းငြိမ်းကြပါစေတည်းကြောင်းကြခသိန်းငြိမ်းကြပါစေတည်းကိုယ်စိတ်နှပြဘိယံကွာ၍ချမ်းသာစွာအိပ်ဆက်နိုးကြနိုင်ကြပါစေတည်းကုသိုလ်ပါရမီတို့ကိုနေငြိမ်မပြတ်မလင့်ပုံသေးဖြည့်ကျင့်စည်းပူးနိုင်ကြပါစေတည်းဆရာတော်အရှင်ဓမ္မရခိတာလင်္ကာရပိဋကတပုံအထူးဆောင်ဓမ္မာရာမတောယပရိယတ္တိစာသင်တိုင်းတန်ဖြူစရဲမျိုး